Okay ဆိုတော့ဒီခါမှာတော့ကျွန်တော်တို့ကဒီ activating switch mode ဒီ JS မှာကျွန်တော်တို့ပုံမှန်ဆိုရင်ကျွန်တော်တို့ JS မှာဘယ်လိုဖြစ်လဲဆိုတော့ဒီပုံမှန်ဆိုရင်ကျွန်တော်တို့ JS မှာ AR ဖြစ်ရင်လေ AR မပြဘူးဗျာအဲ့တော့ဒီ stack ကိုကျွန်တော်တို့က JS ကချင်းမယ်ဆိုပြီးတော့မှဒီလိုမျိုးပေါ်လာတာဖြစ်တယ် Okay ကျွန်တော်ဒါကိုတက်တည်ပြပေးမယ်နော်အဲ့တော့ပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ has driving license and has driving license okay drivers okay so has driver sorry so this one has driver's license has driver license false but const fastest to so if fastest has driver but အဲ့တော့ဒီနေရာမှာကျွန်တော်တို့ကဒီနေရာမှာကျွန်တော်တို့အမွှားနေနေလောက်ထားလိုက်မှာဖြစ်တယ်ကျွန်တော်တို့ဒီနေရာမှာ has driving license LICNSE license အဲ့တော့ဒီနေရာမှာ has driving license ကျွန်တော်တို့ true ပဲကျွန်တော်တို့ let ဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီ value ကိုကျွန်တော်တို့ change လုပ်လို့ရတယ်ဒီနေရာမှာကျွန်တော်တို့က AR လေးနေလောက်ထားလိုက်မယ် drivers မှာကျွန်တော်တို့ S မပါဘဲနဲ့ကျွန်တော်တို့ဖြုတ်ထားလိုက်မယ်เนาะ okay အဲ့တော့ကျွန်တော်တို့က if ကတကယ်လေးများကျွန်တော်တို့က as driver license ကကျွန်တော်တို့ဒီနေရာမှာကျတော့ကျွန်တော်တို့အမှန်လေးရေးပေးလိုက်မယ် as driver license မှာဆိုရင်ကျွန်တော်တို့ console လို့ okay ကျွန်တော်ဒါလေးလောက်ထားလိုက်မယ်ဒါလေးကကျွန်တော်တစ်ချက်เนาะအဲ့တော့ဒီနေရာမှာကျွန်တော်ကဒီနေရာ AI ရှိနေတယ်ဆိုတော့ကျွန်တော်သိရ okay ကျွန်တော်ဒီနေ့ကိကြတော့ဒီနေရာမှာကျွန်တော် AI လေးပြတ်အောင် okay သူ့ကိုကျွန်တော် refresh လေးလုပ်ကြလိုက်ဒီနေရာဘာပေါ်လဲဆိုတော့เนาะဒီနေရာဘာပေါ်လဲဆိုတော့ဘာမှမပေါ်ဘာလို့လဲဆိုတော့ကျွန်တော်ဒီနေရာမှာ AI ဖြစ်နေတဲ့အတွက်အဲ့မှာ project မှာဘာမှမပြတာဖြစ်တယ်အဲ့တော့ကျွန်တော်တကယ်လို့ဒီနေရာမှာဒါ S လို့ဒါကျွန်တော်တို့ထိပေးလိုက်မယ်ဆိုရင်ကျွန်တော် refresh လုပ်ကြလိုက်အဲ့တော့ဒီ I can try D လို့ပြန် okay အဲ့တော့ဒါလေးကိုတစ်ချက်ပြန်ပြီးတော့ဖြုတ်ပြီးတော့ save ပြီးတော့မှကျွန်တော်တို့ကဒီထဲမှာအရေးကြီးတဲ့ concept ကခုမှလာပြီအဲ့ဒီမှာကျွန်တော်က switch mode ကိုထည့်လိုက် JS ရဲ့ကျွန်တော်တို့အဓိက main ရဲ့ switch mode ကိုထည့်လိုက်အဲ့လိုဆိုရင်သူကဘယ်လိုလဲဆိုဒီနေရာမှာကျွန်တော် refresh လုပ်လာရင် error ကပြတ်လာလိမ့်မယ် error ပြလာလိမ့်မယ်အဲ့တော့ JS ရဲ့ကျွန်တော်တို့တကယ်ပါလာတဲ့ကျွန်တော်တို့ switch mode ရဲ့ဒီ other shot ပေါ့ကျွန်တော်သူ့ရဲ့ error တွေကိုပြပေးရပုံမှန်ဆိုရင်ကျတော့ကျွန်တော် JS က error မပြဘူးအဲ့တော့ဒီ switch mode ကိုထည့်လိုက်တာနဲ့ကျွန်တော်တို့ကဒီ error ပြပေးတာဖြစ်တယ်เนาะအဲ driver မှာသူက error ပြပေးတယ်ဒါကြတော့ကျွန်တော် straight mode ရဲ့ဒီက other shit ပေါ့ဒီ JS မှာ straight mode ပေါ်လာတာရဲ့အဓိက other shit okay အဲ့ error ပေါ်လာပြီကျွန်တော်ကဒီ JS မှာ S ကိုထည့်ပေးလိုက်ဆိုရင်ဒီနေရာမှာ I can try D ဆိုပြီးကျွန်တော်ပြပေးမှာဖြစ်တယ်ဟုတ်ကဲ့ပါရအဲ့လိုဆိုရင်ဒါလေးကတော့ကျွန်တော် straight mode ပေါ့ကျေးဇူးပါဗျ